မွေးငါအုံတို့ခောက်ဆွဲကိုအိမ်မှာမပြတ်တမ်းစားချင်ပဲပြုတ်တဲ့အခါမှာများပို့ပြုတ်ထားလိုက်ပါဟိုတလောကမွေးငါချက်စားပြတော့ပိုးနေတဲ့ပဲလေးနဲ့အုံတို့ခောက်ဆွဲထက်ချက်စားဖြစ်ပါတယ်ကြံတဲ့ပဲကနဲနေလို့နောက်ထပ်2ဘူးလောက်ကိုညကလေးကရေစိမ်ပြီးတော့ကြတော့အခုပြုတ်တော့မှဖြစ်ပါတယ်စိန်ကလေးကဆိုဒါလေးနည်းနည်းထည့်ပြီးစိန်ထားတော့ကြတော့ပဲကအရင်အကြာကြီးမပြောရတော့ပါဘူးတခါတည်းညပြုတ်ထားရင်တော့မီတာကသိမ့်မကုန်ဘူးပေါ့နော်ကဲပဲပြုတ်ပြီးပြီဆိုတော့ကြတော့ကြက်သားပြုတ်ပါတော့မယ်ယူရီးယားကရင်မုံသားမရှိလို့ကြက်ပောင်နဲ့ပဲသုံးထားပါတယ်ကြက်ပောင်ကိုပြုတ်ပြီးတော့ကြတော့အသားနှုံပြီးတော့စီးတက်ပြီးထည့်မှာပါပြီးရင်တော့အရေးပွားအောင်ပဲသိမ်းမုံလေးပါရေဖြော်ပြီးတော့ထည့်မှာပါပဲပြဲဖို့အချိန်မရဘူးဆိုရင်ပဲသိမ်းမုံနဲ့ပဲအလွယ်တကူချက်နိုင်ပါတယ်နော်ပဲသိမ်းမုံကိုတခြားလေးကြည့်တော့အောင်မှွေပေးပါမယ်နော်ပြီးရင်တော့ပြုတ်ထားတဲ့ဂလဲဘဲတွေကိုကြိတ်ပါတော့မယ်ဒါလေးကယူလီယာအရင်ပို့တဲ့ဟာလေးပါပဲပြုတ်တဲ့အခါတိုင်းအချိန်ကြာရေးပေးရတယ်ဆိုရင်တော့ယူလီယာပြောတဲ့အတိုင်းလုပ်ကြည့်လိုက်ပါနော်ကဲလိုအပ်တာရအားလုံးစုံပြီဆိုရင်တော့စီတက်ပါတော့မယ်ဒဲအိုးထဲမှာစီနဲ့ကြက်သွန်လေးထည့်ပြီးတော့ကြာတော့စနုံမုံလေးနဲ့စီတက်ပါမယ်နော်ကြက်သွန်လေးခက်ချက်ဖြစ်လာပြီဆိုရင်တော့ထောင်းထားတဲ့ဂျင်းနဲ့ကြက်သွန်မြူကိုထည့်ပြီးတော့ကြာစီတက်ပါမယ်ပြီးရင်တော့အစိမ်းမုံလေး2စွန်းထည့်ပြီးတော့စီတက်ပါမယ်ပြီးတော့ကျတော့နှွာထားတဲ့ကြက်သားလေးတွေထည့်ပြီးတော့တက်ပါမယ်နော်ယူလီယာကတော့အရေကုန်လေးပါထည့်ပြီးတော့စီတက်လိုက်ပါတယ်ကြက်သားလေးတွေကိုခက်တင်းတင်းလေးဖြစ်အောင်စီတက်ပြီးပြီဆိုရင်တော့ပဲသိမ်းရည်လေးတွေကိုစကားခံပြီးတော့ကျတော့ထည့်ပါမယ်ပဲသိမ်းရည်ကအပြစ်မြန်တော့ကြလေဒီနေရာမှာအရင်ပြစ်မသွားအောင်ယူဆိုင်ပါနော်မီးအရင်ပြင်းလို့ရင်ပဲသိမ်းရည်ကပြစ်သွားပြီးတော့ကျတော့အခဲလေးဖြစ်သွားတတ်ပါတယ်ပြီးရင်တော့ကြက်ပြုတ်ရည်လေးနဲ့ရေလေးဆွဲပြီးတော့ကျတော့ထည့်ပါမယ်နော်ခဏလောက်မှွေပြီးရင်တော့ကြိတ်ထားတဲ့ပဲတွေကိုထည့်ပါမယ်ပဲသိမ်းမို့အရင်နဲ့ပဲတွေကိုသမအောင်တေချာလေးမှွေပေးပါမယ်နော်ပဲလေးတွေကြေးသွားအောင်မှွေပြီးသွားပြီဆိုရင်တော့ထပ်ပြီးတော့ရေလေးထည့်ပါမယ်ပြီးရင်တော့ကြက်ဥပြုတ်ပြီးတော့ကြတော့စိတ်ထားလေးလည်းထည့်ပါမယ်ကိုကဘဲဥရှိရင်တော့ဘဲဥထည့်ရင်ပိုကောင်းပါရဲ့နော်ပြီးရင်တော့ယူလီယာကဗမာကြက်သွန်ဦးလေးချမ်းထားလေးလည်းထည့်လိုက်ပါတယ်အရသာအနေနဲ့ကတော့စားတစ်စုံခွဲနဲ့ဒါရှိမုံ2စုံလောက်ထည့်ပါတယ်ယူလီယာကတော့ကြက်ပောင်အယိုးနုံထားလေးပါထည့်ပြီးတော့တည်လိုက်ပါတယ်ပြီးရင်တော့အုံတို့250မlလောက်ထည့်ပါမယ်နော်ဒီနေရာမှာကိုကအုံတို့ကြိုက်ရင်ပို့ပြီးတော့ထည့်နိုင်ပါတယ်နော်လက်ဝက်ချက်လေးတစ်ခုကတော့ယူလီယာကနိုးစီတစ်စုံလဲထည့်ထားပါတယ်အိမ်မှာနိုးစိမ့်ရှိရင်နိုးစိမ့်လဲထည့်နိုင်ပါတယ်နော်အဲ့ဒါကဟင်းရည်ကိုပို့ပြီးတော့စိမ့်စေပါတယ်မီးအနေတော်လေးနဲ့ခက်ကြကြလေးတည်ထားပေးပါမယ်နော်အုံတို့နဲ့လေးမွေးလာပြီးတော့ကိုလိုချင်တဲ့ဟင်းရည်အပြစ်ကျဲရရင်တော့ချနိုင်ပါပြီဒီတထားတော့ယူလီယာကခောက်ဆွဲလေးပြုတ်ထားပါတယ်တကယ်တော့အုံတို့ခောက်ဆွဲကိုခောက်ဆွဲပြပြလေးနဲ့စားတာပိုကြိုက်ပါတယ်ဒီမှာတော့အလွယ်မရလို့ဒီခောက်ဆွဲပဲသုံးထားပါတယ်အိမ်မှာအုံတို့ခောက်ဆွဲချက်ရင်ယူလီယာတော့ထမင်းလို့စားတာပါကိုယ့်အိမ်မှာကိုချက်စားတော့အုံတို့ခောက်ဆွဲစားပြီးတော့မူးတာမော်တာလည်းမဖြစ်ပါဘူးအိမ်မှာချက်စားတော့အဝါကျိတ်လို့လည်းရတယ်လို့အချိုးမုံငံပြရင်မသုံးထားတော့စားပြီးတော့သွေးလေးရပါညာလည်းမဖြစ်ဘူးနော်အုံတို့ခောက်ဆွဲတပွဲကိုဘယ်သေးဖြစ်နေလဲတော့မသိဘူးပေါ့နော်ယူလီယာတို့ထိုင်းမှာတော့တပွဲကိုအနည်းဆုံးဘတ်60-90လောက်ရှိပါတယ်ပဲနဲ့ကြက်သားထွက်တဲ့အချိုးရက်ကိုအားပြုပြီးတော့ချက်ထားတာမလို့အရွယ်3မှာစားလို့တင်ပါတယ်နော်ဒီပိုင်းရောက်နေလေမြမမုံနေနဲ့အလှမ်းမဝေးရအောင်အခုလိုလေးအလွယ်တကူချက်စားကြည့်လိုက်တော့နော်